အခုကြည့်နေတဲ့သူတွေရဲ့လက်ရှိသူတို့ရဲ့ခံစားချက်အချစ်ရည်သူတို့ရဲ့တစ်ဖက်သူကပြောချင်နေတဲ့စကားတွေစိတ်ခံစားချက်တွေနောက်စီးပွားရေးပေါ့နော်မြင်တာလေးတွေတစ်ချက်လောက်ပြပြပေးပါဒီဆက်ဆံရေးမှာအခုလက်ရှိပေါ့နော်အခုလက်ရှိတင်းရဲ့တစ်ဖက်လူပေါ့နော်ကြွားတော့ reading မှာဒီ main ကလေးပေါ့နော် feminine energy ဘက်ကနေပြီးတော့ကျွန်တော်တစ်ချက်ပြောပြပေးပါမယ်ကြည့်တဲ့သူဒီမျိုးသားဖြစ်တယ်ဆိုလို့ရှိရင်energy လေးကိုနည်းနည်း changes လုပ်ပြီးတော့နားထောင်ပေးပေါ့နော်ဆိုတော့လက်ရှိမှာတင်းတို့ရဲ့တစ်ဖက်လူပေါ့နော်တစ်ဖက်လူကနည်းနည်းစိတ်ဆိုးနေတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းသူပြတ်သားမှုတစ်ခုခုပေါ့နော်သူစကားအားဖြင့်တော့၎င်းအမူအရာအားဖြင့်တော့၎င်းပြတ်သားမှုတစ်ခုခုနဲ့စိတ်နည်းနည်းတူနေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံလေးတော့နည်းနည်းတွေ့တယ်ဒီမှာအမျိုးသမီး energy ဒီ justice energy ပေါ်တယ်ပေါ့နော်နောက်ပြီးလို့ရှိရင် nine of pentacle energy နဲ့တင်တို့ကအမျိုးသမီးတွေကပေါ့နော်အရင်အတိတ်တွေမှာဒီအခက်ခဲတွေသင်ခန်းစာတွေသင်ယူမှုတွေနာကျင်မှုတွေပေါ့နော်ဒါတွေအကုန်လုံးကိုကကြုံတွေ့ခဲ့ရပြီးတော့လက်ရှိအခြေအနေမှာအတိတ်ကသင်ခန်းစာတွေကိုသင်ယူပြီးတော့အခုချိန်မှာတော့ဘယ်အရာကိုပဲဖြစ်ဖြစ်ပေါ့နော် emotional ကို balance ဖြစ်ဖြစ်လေးထိန်းညှိနိုင်တယ်ကိုယ့်ရဲ့စိတ်ခံစားချက်တော်၎င်းအချစ်ကိုတော်၎င်းပေါ့နော်တိတိကျကျစဉ်းစားပြီးတော့ဝေဖန်ပြီးတော့ဒီချိန်ခွင်နဲ့ညှိတယ်လို့ပေါ့နော်ငါဒီလောက်ခံစားချက်ကိုဖော်ထုတ်ပြတင်လားမပြတင်ဘူးလားဒီလောက်ရက်ကိုလုံးတင်လားမလုံးတင်ဘူးလားအဲ့လို balance ညီညီလေးထိန်းနိုင်တဲ့အနေအထားလေးတစ်ခု level တစ်ခုကိုရောက်နေတယ်ဆိုတာကိုတွေ့ရတယ်အခုချိန်မှာတင့်ကိုတင်တန်မိုးထားအကောင်းမှန်းသိပြီးတင်းရဲ့အလှတရားတွေတောက်တန်မှုကိုသိနေပြီဆိုတဲ့အနေအထားကိုတွေ့ရတယ်တင်းတို့ကလွတ်လပ်စွာရက်တည်နေတဲ့အမျိုးသမီးတွေဖြစ်နိုင်တယ်ပေါ့နော်ဒီ financially အရာအဖြစ်ရောကိုချစ်တော့ပေါ်ကိုရက်တည်နေနိုင်တဲ့အနေအထားလေးကိုတော့တွေ့ရတယ်ကိုယုံကြည်မှုရှိတယ်သူများကိုအားကိုးစင်စိတ်မရှိဘူးပေါ့နော်အဲ့လိုအမျိုးသမီးတယောက် energy တွေ့တယ်လက်ရှိမှာတော့ဒီဆက်ဆံရေးမှာတယောက်ယောက်ကလှည့်ထွက်လာခဲ့တယ်ဆိုတဲ့အနေအထားလေးလည်းဒီမှာတွေ့တယ်နောက်ပြီးတော့ဒီ debt ပေါ့နော် debt ကလည်းတွေ့တာဖြစ်တဲ့အတွက်ဒီ relationship ကလက်ရှိအနေအထားမှာခဏပြီးဆုံးသွားတာမျိုးဒါမှမဟုတ်လို့ရှိရင်တယောက်ယောက်ကစိတ်ကုံကိုယ့်ရဲ့လုပ်ရက်ကိုတော့၎င်းတစုံတစ်ခုအတွက်ပေါ့နော်သူလှည့်ထွက်ခဲ့တယ်ဆိုတဲ့အနေအထားလေးတွေ့တယ်ပေါ့နော်ဒီမှာ 8 of cap energy နဲ့သူဒီမှာပေါ့နော်လှည့်ထွက်လာခဲ့တယ်သူစိတ်ကုန်နေတယ်ပေါ့နော်စိတ်ကုန်နေဒီအခြေရေးပြောရင်တော့ဒီစိတ်ခံစားချက်အခြေရေးနဲ့ပတ်သက်ပြီးတော့သူ့မှာစိတ်ပြက်စရာစိတ်ဆိုးစရာကိစ္စတစ်ခုခုနဲ့ပေါ့နော်လှည့်ထွက်သွားရဲဆိုတဲ့အနေအထားလေးတွေ့ရတယ်ဒါကတင်တို့ရဲ့ energy လည်းဖြစ်နိုင်တယ်လို့ပိုပြီးဖြစ်နိုင်တာတော့တင်တို့ရဲ့တစ်ဖက်လူရဲ့ energy တော့ပိုဖြစ်နိုင်တယ်ဆက်ဆံရေးခဏဖြတ်တောက်ထားတာပေါ့နော်အဲ့လိုပုံစံမျိုးလေးလည်းတွေ့ရတယ်။ဘာလို့ဆိုဒီမှာ dead cat ကလည်းတခုခုပြီးဆုံးခြင်းပေါ့နော်ပြီးဆုံးခြင်းဆိုတော့ energy ကိုယူဆောင်တာပေါ့နော်သူကတော့ဒါပေမဲ့ဒီမကောင်းတဲ့အရာတွေအကုန်လုံးဟာပြီးဆုံးသွားမယ်ဆိုတဲ့ပုံစံမျိုးကိုပြတာပေါ့နော်ဆိုတော့အခုချိန်မှာတော့ဟုတ်တယ်လက်ရှိဒီဆက်ဆံရေးကတော့ခဏတည်ဆုံးနေတယ်ခဏအေးဆက်နေတယ်ဆိုရင်အနေထားလေးတော့တွေ့ရတယ်ပေါ့နော်အမျိုးသား energy ကတော့ Taurus energy များလိမ့်မယ်ပြီးလို့ရှိရင် Scorpio ပေါ့နော် Scorpio energy strong ဖြစ်လိမ့်မယ်ပေါ့နော် Leo energy လည်းတွေ့တယ် water sign လေးတွေလည်းနည်းနည်းပါနိုင်တယ်မျှပါတယ် sign တွေ့တယ်အမျိုးသမီးတွေကတော့ air sign တွေများမယ် Taurus ပြီးလို့ရှိရင် Virgo တွေလည်းတွေ့တယ်ပိုပြီး strong ဖြစ်တာတော့ Libra Taurus Scorpio ပေါ့နော်ဒီ၃ခုကတော့ပို့ပြီးတော့ strong ဖြစ်တာတွေ့ရတယ်လက်ရှိမှာအလုပ်ကိုင်းငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းအခုချိန်မှာတင်တို့ကကန်လုပ်ရက်တွေမှန်ကန်အပြောဆိုတွေစိတ်ထားတွေပေါ့နော်ဒါတွေရှိဖို့တော့နည်းနည်းလိုအပ်တယ်ဆိုတာကိုသတိပေးခြင်းနဲ့စာရွက်စာတမ်းကိစ္စတွေသတိထားတဲ့နဲ့ရုံးပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ဒီငွေပေးငွေယူတော့၎င်းဂတိခံလိုက်တာမျိုးပေါ့နော်ကိုကဂျားရဲကနေပြီးအာမခံတာမျိုးတွေဒါမျိုးလေးတွေတော့နည်းနည်းလေးတတိထားတဲ့နဲ့
ဒါပေမဲ့ဒီအကယ်၍ပေါ့နော်ဟိုမဖြစ်မနေတရားတစ်ပေါင်နဲ့ရင်ဆိုင်ရတာပဲဖြစ်ဖြစ်အဲ့လိုအငင်းခုန်တွေရှိလာနိုင်တယ်ဆိုလို့ရှိရင်လည်းကိုယ့်ဘက်ကတော့ဟိုအနိုင်ရမှာတော့ကိုယ့်ဘက်ကတော့အသာစီးရနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုစိတ်ရှုပ်ရတာမျိုးလေးတွေရှိရဲဒါသတိထားတင်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာကြေကွဲဝမ်းနည်းမှုလေးနည်းနည်းတွေ့တယ်တက်ကကကျတော့ဓာတ်ရိုက်ဘာသာပြန်မယ်ဆိုရင်သူကဒီတေဆုံးခြင်းတေမင်းပေါ့နော်ဆိုတော့ဒီလိုမျိုးနိုင်လိုက်ပို့တာကြီးရှောင်တင်တယ်ကိုခင်မရတဲ့သူတို့ကိုချစ်မြတ်နိုးရတဲ့သူတွေဆုံးရှုံးသွားလို့ကြေကွဲဝမ်းနေနေတဲ့သူဒါတွေကတော့တချို့တော့ဝက်ပေါ့နော် sorry ဒါကတော့ကိုနဲ့အဆင်ပြေမှလက်ခံပေါ့နော်ခွဲခွာခြင်းတေဆုံးခြင်းနဲ့ပတ်သက်ပြီးတော့စိတ်ခံစားချက်တွေဖြစ်နေတဲ့သူလေးတွေလည်းဒီမှာတွေ့ရပေါ့နော်ဒီဆက်ဆံရေးကတော့မကြခင်မှာတော့အခုလက်ရှိကတော့ဟုတ်တယ်နည်းနည်းလေးရက်ပိုင်းလောက်ကတော့နည်းနည်းဒီအဆင်မပြေမှုတွေခဏဆက်ဆံရေးရက်နာထားတာလေးတွေကတော့ဆက်ရှိနိုင်အောင်ပဲဒါပေမဲ့လည်းဒီ the sun energy လည်းတွေ့တယ်နောက် 4.1 energy လည်းတွေ့တာဖြစ်တဲ့အတွက်ပြန်ပြီးတော့တင်တို့ reunion တော့ပြန်ဖြစ်နိုင်တယ်နှစ်ယောက်ပေါ့နော်ဒီနှစ်ယောက်ကပျော်ရွှင်စရာတွေပြန်ကြုံတွေ့နိုင်တယ်ဆိုတာအလေးကိုလည်းဒီမှာမြင်ရတယ်ပေါ့နော်အခုခုတင်တို့ကတိုက်ခိုက်ဖို့အတွက်ကိုအစ်စ်အနေထားပြင်နေတဲ့စိတ်ကလေးတစ်ခုလည်းတွေ့ရတယ်ပေါ့နော်ဟိုကိုခုခံကာကွယ်နေရတချို့ကြတော့ကိုဒီလိုအခြေအနေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ့နော်ကိုကအရန်ချစ်လိုက်လို့ရှိရင်ကိုပြန်ခံစားရမှာမျိုးအတွက်ကိုပေါ့နော်ကိုဟိုကာဗာတစ်ခုပေါ့နော်ကာဗာယူတဲ့ပုံစံမျိုးနဲ့စိတ်ကိုပြင်ဆင်ထားတဲ့သူလေးတွေကိုလည်းတွေ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒါကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုပေါ့နော်ဒီစိတ်ခံစားချက်တွေနာကျင်မှုတွေကတော့ပေါ့နော်အခိုက်အတန့်ပဲဖြစ်မှာပါဒီ the sun energy နဲ့နှစ်ယောက်က reunion ပြန်ဖြစ်မယ်ဆိုတော့တိုင်းတာလေးလည်းဒီထဲမှာတွေ့တယ်ပေါ့နော်ဒီ night of pentacle အနေနဲ့တင်တို့ရဲ့တစ်ဖက်လူနဲ့ကပြန်ဆင်ပြေတဲ့ခါမှာ तू ကတင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်တစုံတစ်ခုကိုဟိုခိုင်မာပေါ့နော်commitment life တစ်ခုအတွက်တင်တို့နဲ့ပတ်သက်ပြီးတော့ offer တစ်ခုပေးချင်တာမျိုးတွေအဲ့လိုပေါ့နော်ကန်လန်တစ်ခုကိုသူတို့ကအခြေခိုင်တဲ့ level တစ်ခုကိုသူတို့ကကမ်းလှမ်းခြင်းနဲ့ဆိုတဲ့အနေအထားလေးလေးတွေ့ရတယ်ပေါ့နော်ဒါကတချို့လူတွေအတွက်ကတော့တကယ်ကိုပျော်ရွှင်စရာကိုလက်ထပ်ဖို့စေဆက်ဖို့အဲ့လိုကမ်းလှမ်းတဲ့သူတွေလည်းတချို့တော့ပါနိုင်တယ်လို့တချို့ကြတော့လေအဲ့လိုမျိုး commitment life အကြီးအထိမဟုတ်ဘူးဆိုရင်တော့မှပဲကိုငကိုပေါ့နော်ငကိုရီဖြတ်တန်းခဲ့ရတဲ့တိတ်ပြီးတော့ခိုင်မာမှုရေရာမှုမရှိတဲ့အဆင့်အနေထားနေပြီးတော့ तू ကဒီထက်ပိုပြီးတော့တင်းနဲ့ခိုင်မာခြင်းနဲ့ဒီထက်ပိုပြီးတော့ရင်းနှီးမှုပိုရခြင်းနဲ့ဆိုရဲပေါ့နော်ကမ်းလှမ်းချက်လေးတစ်ခုတော့ तू ပေးလာလိမ့်မယ်လို့ထင်တယ်တချို့လူတွေကြတော့ဒီလက်ဆောင်ပေးတာမျိုးပေါ့နော်သူ့ရဲ့ရီမန်းချက်ဂတိကဝတ်တွေပေါ့နော်ဂတိကဝတ်ပေးတာမျိုးလေးတွေဒါမျိုးလေးတွေလည်းသူ့ဘက်ကနေနည်းနည်းပေးလာဖို့ရှိတယ်ဒီရဲ့စိတ်ကူးလေးကိုတော့ဒီမှာတွေ့ရတယ်ဒါပေမဲ့ night of pentacle energy ကတော့နည်းနည်းလေးတော့နှေးကွေးတယ်ပေါ့နော်သူ့မှာကတော့အဲ့စိတ်တွေတော့ရှိတယ်ဒါပေမဲ့ဖွင့်ပြောဖို့ဖွင့်ပြီးကမ်းလှမ်းဖို့အတွက်ကိုသူနည်းနည်းနှောင့်နှေးမှုတွေစိတ်ထဲမှာစိုးရိမ်မှုတခုကြောင်းတော့၎င်းကိုကညင်းလိုက်မှလားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးစိတ်ထဲမှာနှောင့်နှေးမှုတော့နည်းနည်းလေးရှိနေတယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့စိတ်ထဲမှာတော့တင်နဲ့ပတ်သက်ပြီးဒီထက်ခိုင်မာမှုရှိခြင်းနဲ့ဒီထက်ပိုပြီးတေချာရည်ရတဲ့ဆက်ဆံရေးတစ်ခုကိုတွားခြင်းနဲ့ဆိုတဲ့အနေအထားလေးတွေ့ရတယ်ပေါ့နော်လက်ရှိဆက်ဆံရေးကအဆင်ပြေနေသေးတယ်ဆိုတဲ့လူတွေအတွက်ကဆိုရင်လည်းဒီ dead energy နဲ့ခဏတော့ဒီဆက်ဆံရေးကဒါကတော့ဟိုပေါ့နော်အခုချိန်မှာပြတ်တောက်တာတွေကြောခိုင်းထားတာတွေဆက်သွယ်ရေးခဏ break လုပ်ထားတာတွေမရှိသေးတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီအနေအထားလေးကတိတ်မကြခင်အနေအထားမှာရောက်လာဖို့ရှိတယ်ဒါပေမဲ့လည်းဒါကကြတော့တေဆုံးခြင်းဆိုတာဒီမွေးဖွားခြင်းရဲ့အစပဲပေါ့နော်ဒါကတော့ပြန်ပြီးတော့လေပတ်တာမျိုးပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဆက်ဆံရေးကိုခဏ break ဖြစ်သွားပေမဲ့လည်းအစ်ဒီထက်ပိုကောင်းတဲ့စိတ်ခံစားချက်တွေဒီထက်ပိုကောင်းတဲ့စိတ်အားထက်သန်မှုတွေနဲ့တော့တင်တို့ကပြန်ပြီးအစ်ပြန်ပြီးတော့မွေးဖွားနိုင်လိမ့်မယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်ဒီ death ဆိုတာကတော့ Scorpio energy ပေါ့နော်ဆိုတော့ Scorpio energy ကတော့သူတို့ရဲ့စိတ်ခံစားချက်တွေကိုသူတို့ကအမြဲတမ်းဖုံးကွယ်ထားတတ်တယ်တပားသူရဲ့ကိစ္စတွေစိတ်ခံစားချက်တွေဒါတွေကတော့သူတို့ကအကုန်သိကျင်တယ်သူတို့ကသူများရဲ့လျှို့ဝှက်ချက်တွေသူများဘာလုပ်နေလဲအမြဲတမ်းသူက
ဟိုစောင့်ကြည့်ရပေါ့နော်စောင့်ကြည့်နေတတ်တယ်ဒါပေမဲ့သူတို့ရဲ့စိတ်ခံစားချက်သူတို့ဘာလုပ်လဲသူတို့ရဲ့အကြောင်းချင်းရအကုန်လုံးတော့သူတို့ကလျှို့ဝှက်ထားတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုပုံစံမျိုးလေးတော့ရှိတယ်ခုချိန်မှာသူတို့ရဲ့စိတ်ခံစားချက်တွေသူတို့ဖြစ်ချင်တဲ့အရာတွေသူတို့ပြောချင်တဲ့စကားတွေကတော့အကုန်လုံးထွက်လာခြင်းမှာထွက်လာလိမ့်မယ်ခဏငြိမ်နေတဲ့ဆိုတဲ့အနေအထားလေးတော့ဒီမှာတွေ့ရတယ်ပေါ့နော် Scorpio energy နဲ့ဖုံးကွယ်ထားလိမ့်မယ်ဒါပေမဲ့လည်းသူတို့ဘက်ကငြိမ်နေတယ်ဆိုပေမဲ့တကယ်သူတို့ရှင်တဲ့ခံစားချက်ကတော့တင်တို့ ਨੇ ဒီတက်ပို့ပြီးတော့အဆင်ပြေခြင်းနဲ့ the sun energy လိုမျိုးပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့တိတ်ပြီးတော့ပေါ့နော်ဟိုစိတ်ညစ်စရာတွေမတွေးခြင်းမူစိတ်ဆိုးစရာတွေကိုအဆုံးသက်လိုက်ခြင်းနဲ့အဲ့လိုစိတ်မျိုးလေးရဲ့နောက်ပြီးတော့တေချာရည်ရတဲ့အရာတစ်ခုကိုသူတို့လုပ်ခြင်းနဲ့ပြီးရင်တင်တို့ ਨੇ ဒီ celebrate ပေါ့နော်ဒီတစ်ခုခုဟိုပျော်ပျော်ရွှင်ရွှင်မှုတ်စားတာမျိုးဖြစ်ပြီးသွားတာမျိုးတော့၎င်းပေါ့နော်အဲ့လိုမျိုးလေး reunion ဖြစ်တဲ့အခါကြလို့ရှိရင်တို့မှစဉ်းစားထားတဲ့အရာတွေပေါ့နော်သူမှလှုပ်ချင်တဲ့စိတ်ဆန္ဒတွေလည်းဒီမှာတွေ့ရတယ်ကိုအဲ့လို cover လုပ်နေတဲ့ခုခံထားတဲ့စိတ်အနေထားပြင်ဆင်တာတော့တင်ရဲ့တစ်ဖက်သူရောနှစ်ဖက်စလုံးတော့ဖြစ်နိုင်တယ်ဒါကကြတော့မယုံကြည်မှုတွေစိုးရိမ်မှုတွေအဲ့ဒါတွေထပ်ပေါ့နော်ကိုခံစားရမှာတွေဒီကိုချစ်တဲ့လောက်သူငါ့ကိုပြန်ချစ်ရဲ့လားဒါမှမဟုတ်လို့ရှိရင်ငါဒီ100လောက်သူ့ကိုချစ်ပြလိုက်တဲ့အခါမှာငါ့ကိုပြန်ပေးတာက90လောက်ပဲဆိုရင်ငါခံစားရမှာလားပေါ့နော်အရင်လိုမျိုးပေါ့အရင်ဖြတ်တန်းခဲ့ရတယ်ကြုံတွေ့ခဲ့ရတဲ့နာကျင်မှုတွေလိုမျိုးပေါ့နော်ပြန်ပြီးခံစားရမှာလားဆိုတဲ့စိတ်တွေနဲ့ကိုကာဖာလုပ်နေတဲ့ခုခံမှုအတွက်အသင့်အနေထားစိတ်ကိုပြင်ဆင်ထားတယ်ဆိုတဲ့အနေထားပေါ့နော်7 of 1 energy နဲ့ဖြစ်နေတာဖြစ်ပင်မဲ့လည်းတိတ်မကြခင်တော့ဒီခံစားချက်တွေကတော့လျော့ပါသွားမှာပါဆိုတော့ခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့လက်ရှိမှာတော့ relationship ပြတ်တောက်နေတဲ့သူတွေကြောခိုင်းလက်ထွက်သွားတဲ့သူတွေစိတ်ကုန်နေတဲ့သူတွေပေါ့နော်ဒါမျိုးတွေရှိနိုင်တယ်မရှိသေးတဲ့သူတွေဆိုလို့ရှိရင်လည်းဒီအနေထားလေးကရောက်လာဖို့ရှိတယ်ရောက်ပြီးတဲ့သူတွေဆိုရင်တော့ချက်ချင်းမြန်ဆန်ပဲပြန်ပြီး reunion ပြန်ဖြစ်နိုင်တယ်မကြုံရသေးတဲ့သူကတော့ဒီလိုခဏဆက်ဆံရေးရပြတ်တောက်သွားပြီးတော့ပေါ့နော်ပြတ်တောက်သွားတာမျိုးလေးတွေကြုံပြီးတဲ့ခါမှာသူတို့လည်းနောက်ပိုင်းမှာတော့ပေါ့နော်ပြန်ပြီးတော့အဆင်ပြေနိုင်တယ်ဆိုတဲ့အရာလေးတွေ့ရတယ်ပေါ့နော်